နေ့သောညတည၌ဖိုးတေသည်သူ့ရဲ့အိတ်ခမ်းအတွင်းရှိကတင်ပေါ်တွင်အိပ်ပျော်နေခဲ့သည်ထိုစဉ်အိတ်ခမ်းနေရန်တွင်အမဲရောင်အပေါက်ကြီးတစ်ခုထက်ပေါ်လာပြီးထိုအပေါက်ကြီးထဲမှထူးဆန်းသောအဖိုးအိုတူထွက်ပေါ်လာသည်ထိုအချိန်တွင်ဖိုးတေသည်လည်းအိပ်ပျော်နေရမှလှန့်နိုးလာပြီးအိတ်ခမ်းနေရန်ကိုကြည့်လိုက်သောအခါသူ့ကိုမိုးကြိုးထားပေးခဲ့သောအဖိုးအိုကိုတွေ့လိုက်ရသည်အဘိုးအိုမှာဖိုးတေဟာပြုံးပြရင်လူလီဖိုးတေအဘနာမည်ကဘိုးတော်အပိုင်လို့ခေါ်တယ်အဘဒီကိုလာရတဲ့ရည်ရွယ်ချက်ကတော့အဘရဲ့ပညာအမွေကိုလူလေးစီကိုလက်ဆင့်ကမ်းပေးမလို့ဟုပြောတယ်ဖိုးတေကလည်းဘာကြောင့်ကျွတ်ကိုရွေးရတာလဲမေးမြန်းလိုက်တယ်ဘိုးတော်ပေကလည်းလူလေးကရဲရင်တယ်တတိရှိတယ်တက်ဖြတ်ရရင်လည်းကျွမ်းကျင်တယ်နောက်ပြီးအဘရဲ့ပညာလမ်းစဉ်နဲ့လည်းကိုက်ညီတယ်ဘာကြောင့်လဲဆိုတော့အဘရဲ့ပညာလမ်းစဉ်ကတက်ဖြတ်ခြင်းလမ်းစဉ်ကြောင့်မလို့ဟုပြောလိုက်တယ်ထို့နောက်အဖိုးအိုမှာပညာလမ်းစဉ်ရဲ့စီကံချက်များကိုဖိုးတေအားပြောပြလိုက်တယ်ပထမအချက်ပညာကိုအားကိုးပြီးလူကောင်းတွေကိုမတက်ရငါးပါးတီလာမှာပါဏာတီပါဏကလွယ်ပြီးကြံတဲ့၄ပါးတီလာကိုစောင့်ထိန်ရမယ်ဒုတိယအချက်ကငါပညာလမ်းစဉ်မှာအင်းအိုင်ဂါဒမန္တနဲ့ဘိုးတော်တွေမရှိဘူးဒါကြောင့်နိုင်ချက်မနိုင်ပြီးဒါပဲတတိယအချက်ကတော့လူလဲကမကောင်းဆိုးအားမိစ္ဆာတွေကိုများတတ်လေပိုပြီးအစွမ်းထက်လေပဲအခုအဘရဲ့ပညာလမ်းစဉ်ရဲ့အဆင့်တွေကိုဖော်ပြမယ်ပထမအဆင့်ကတော့မိုးချိုးအသွင်ပြောင်းခြင်းဒီအဆင့်ကိုရောက်ဖို့မကောင်းဆိုးဝါးသုံးခေါင်ကိုတတ်ဖို့လိုအပ်တယ်ဒုတိယအဆင့်ကတော့မိုးချိုးနဲ့ကအဆင့်ခေါ်ခြင်းဒီအဆင့်ကိုရောက်တဲ့အထိတာမန်ဝိစာလောက်ကိုတော့အိမ်နေရင်တော့တတ်လို့ရတယ်နောက်ဆုံးအဆင့်ကတော့ဝိစာအဆင့်တက်လန်းခြင်းပဲလူလေးဒီကဘာရဲ့နိယာမအရာဝိစာဖြစ်သွားပြီဆိုရင်လူတွေနဲ့အတူနေလို့မရတော့ဘူးအဘလည်းမင်းကိုပညာအမွေပြီးပြီလင်ဝိစာတွေပြောဆိုင်ရနေရဖို့သွားတော့မယ်ဟုပြောလာလေတယ်ထို့နောက်အဖိုးအိုမဖိုးတေရဲ့နှုတ်ဖုံးအားသူ့ရဲ့လက်ညှိုးဖြင့်ထောက်ကပညာအမွေအားလွှဲပြောင်းပေးလိုက်တော့တယ်ပညာအမွေလွှဲပြောင်းပေးပြီးနောက်ဖိုးတေသည်အိတ်ခမ်းကျမ်းပြင်ပေါ်သို့လဲကြကသတိမေ့သွားလေသည်အဖိုးအိုသည်လည်းအိတ်ခမ်းနရံတွင်ရှိသောအနက်ရောင်အပေါက်ကြီးထဲသို့ဝင်ရောက်သွားတော့တယ်ထို့နောက်ထိုအနက်ရောင်အပေါက်ကြီးသည်လည်းအဖိုးအိုနှင့်အတူပျောက်ကွယ်သွားလေတော့တယ်မုတ်ဆိုးဘိုးတွေနဲ့ပင်နာသင်္ကန်းဒီဤမြတာမကြမီမုတ်ဆိုးဘိုးတွေနဲ့မျိုးနွယ်စုတိုက်ပွဲအမိရတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာ